ဒီနေ့တော့ရောက်မှရှိရကုန်းစင်လာတဲ့အိမ်ချက်သားကိုချိန်ကဆက်တုပ်စားပါမယ်ရှူရှေပို့ချက်ပြီးတော့အရသာရန်ကောင်းတာမလို့လုံလေးလေးပြန်နဲ့နှောက်ဝေပေးလိုက်ပါရှင်ဒီရင်ဆုံးချက်သားတွေကိုနနွဲစာအချုံမုံငပြားရဲ့အနေငယ်နဲ့ချင်းချက်သွန်ဖြူကိုတပြားရိုက်ပြီးတော့လုပ်ထားလိုက်ပါမယ်အိမ်ချက်ဆိုတော့ CP ချက်တွေတက်စားလို့ရှိရင်ပြုတ်ချိန်ပို့ပြီးပေးရပါတယ်ခင်းနဲ့ထူကြည့်လို့အသားတွေကိုနှိမ့်ဝင်သွားပြီဆိုရင်တော့ချက်ပါပြီချက်သားပြီဆိုတော့အသားတွေကိုဆဲပြီးတော့မှွာထားလိုက်ပါမယ်အတုပ်တုပ်ဖို့အတွက်လူသီးခွဲချက်နှစုံနဲ့အယောင်တင်မှုအနေငယ်ထည့်ပါမယ်ချက်သွန်ဖြူတစ်လုံးနဲ့ချက်သွန်လေးနှလုံးမှာထည့်ပြီးထောင်းရပါမယ်လူတီထောင်းထားတဲ့အထည်ကိုရတာထည့်ပါမယ်လူတီထောင်းလို့ပြီးသွားပြီဆိုရင်တော့မှွာထားတဲ့ချက်သားတွေကိုထည့်စီငင်းငယ်ဆန်အမြဲတမ်းညှစ်ချေလေးနေလိုက်လို့ရှိရင်ရှူရှေပွန်ထွက်တဲ့အမျိုးသားလေးကြိုက်ကျမလေးကြိုက်တဲ့ချက်သားချင်းငါဆက်တုပ်လေးရပါလို့ရှိရင်အခုတလုံးနေရအရန်ပြင်းနေတော့ပါဆက်ပြက်နေတဲ့သူတွေဆိုလို့ရှိရင်ဒီချင်းငါဆက်လေးတုပ်စားလို့ရှိရင်အရင်ဆင်ပြေစေပါပါဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာဘယ်လိုဟင်းချက်ပြပေးမယ်ဆိုတာစောင့်ကြည့်ပေးကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်